အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော် reading လေးတစ်ခုလုပ်ကြည့်ချင်ပါတယ် reading ကတော့ general reading ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေအတွက်ကိုရည်ရွယ်ပြီးတော့ reading လုပ်ထားခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေပထမဆုံးတော့ကျွန်တော်ကတ်တွေကို shuffle လုပ်ပြီးသွားပြီဒီထဲကနေမှကျွန်တော်ကတ်ကိုချိုးပြီးတော့တစ်ကတ်ကိုယူပါမယ်အဲ့တော့ဒီကတ်အမျိုးအစားလေးကြာပါတယ်ဒီကတ်ရဲ့အဓိပ္ပာယ်ကအရာရာဟာအကောင်တိုင်းစတင်တော့မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တော့ကျွန်တော်တို့တွေကအထူးသဖြင့်ဒီကတ်ရဲ့အဓိပ္ပာယ်ဖော်ပြချက်ဟာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာအချစ်ရေးလူမှုရေးစီးပွားရေးအတွေးအကြံတွေစတင်ပြီးတော့တွေးမိကြံမိတဲ့အရာတွေဟာလက်တွေ့အကောင့်ထဲပေါ်ဖို့လမ်းစာဆရနေပြီဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဗီဒီယိုကိုကြည့်နေကြတဲ့မိတ်ဆွေတွေအနေနဲ့ကိုလှုပ်ချင်တာကိုဖြစ်ချင်တာတွေကိုရဲရဲစတင်နိုင်ပြီဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ကျွန်တော်နောက်ထပ်တစ်ကတ်ထပ်ပြီးတော့ချိုးကြည့်ပါမယ်โอเคအဲ့ထဲကနေမှကျွန်တော်တကတ်စပြီးတော့ထပ်ဆွဲလိုက်ပါမယ်ဒီကတ်အမျိုးအစားကြပါတယ်ဒီကတ်ရဲ့အဓိပ္ပာယ်က Queen of Cup လို့ခေါ်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာအမျိုးသမီးတွေအနေနဲ့ကိုဖြစ်ချင်တာကိုလှုပ်ချင်တာတွေကိုစိတ်ထဲမှာရှိနေုံနဲ့မရဘဲနဲ့ manifest လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ manifest ကိုကျွန်တော်အနေနဲ့မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင်ဆုတောင်းမှုတွေပေါ့ဒီနေရာမှာ manifest ကမြန်မာလိုတိုက်ရိုက်ဘာသာပြန်တဲ့နေရာမှာဆုတောင်းမှုဆိုတာထက်ပိုပြီးတော့လေးနက်ပါတယ်အဲ့တော့ဥပမာကိုကဒီအရာတစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့အဲ့ပိုင်ဆိုင်ခြင်းတဲ့အရာကိုစိတ်ထဲမှာရှိနေုံနဲ့မရပါဘူးဥပမာမနေ့တစ်ချိန်နေ့လယ်တစ်ချိန်ညနေတစ်ချိန်အဲ့လိုအချိန်3ချိန်မှာတစ်ချိန်မှာ10ခေါက်ဒါမှမဟုတ်ချင်းအခေါက်20ကိုဖြစ်ချင်တာကိုလှုပ်ချင်တာကိုရွတ်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကတနေ့ရဲ့လှုပ်သွားမှာမျိုးတော့မဟုတ်ပါဘူးဒီဇိုင်းမတ် manifest လုပ်ဖို့လိုပါတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့ကကိုဖြစ်ချင်တဲ့ကိုလှုပ်ချင်တဲ့အရာတွေကိုဆောင်းကျွန်တော်ပြောတဲ့ timing တွေအတိုင်း manifest လုပ်ဖို့အတွက်ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်တစ်ဖက်ကစူးစမ်းရင်တစ်ဖက်က manifest လုပ်ရင်းနဲ့ပဲမိတ်ဆွေတို့လိုချင်တဲ့ဖြစ်ချင်တဲ့အရာတွေကိုရရှိလာမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့တကတ်ထပ်ပြီးတော့ဆွဲကြည့်ပါမယ်ဒီလုပ်တဲ့နေရာမှာကျွန်တော်အနေနဲ့က personal reading မျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ general reading အနေနဲ့ပဲ reading လုပ်ပေးထားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့က personal သီးသန့် reading မျိုးမေးချင်တာမျိုးရှိရဆိုရင်တော့ကျွန်တော်ရဲ့ chat box ကနေစုံစမ်းမေးမြန်းလို့ရပါတယ်ကျွန်တော်နောက်ဆုံးတကတ်ထပ်ပြီးတော့ချိုးကြည့်ပါမယ်ဒီကတ်ကြပါတယ်2 soft cap လို့ခေါ်တယ်မိတ်ဆွေတို့လောက်ကင်ထဲမှာ share တို့ဆက်တူတို့လုပ်ဖို့ရည်ရွယ်ထားတယ်ဆိုရင်အဲ့ဒီအလုပ်တွေကိုရဲရဲကြီးလှုပ်ဆောင်ပါလို့အဓိပ္ပာယ်ရတယ်တစ်ဖက်မှာချစ်သူရည်စားတွေအနေနဲ့အိမ်အောင်တွေအနေနဲ့ relationship မှာအဆင်မပြေတာမျိုးတွေရှိခဲ့တာမျိုးရှိမယ်ဆိုရင်အဲ့ဒီအခက်အခဲတွေကမကြခင်မှာလွန်မြောက်သွားတော့မှာပဲဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အိမ်အောင်ရသားမကြသေးဘူးဆိုရင်တော့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ကတော့အိမ်အောင်ရသားကြဖို့ကန်ဆပါလာပြီဆိုပြီးတော့ကျွန်တော်အနေနဲ့ reading လုပ်ခြင်းနဲ့ပဲဒီ reading လေးကိုဒီနေရာမှာအဆုံးသတ်ချင်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်နေကျွန်တော်တို့တွေနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်